အားလုံးပဲမင်္ဂလာပါတူရီဝင်နာ channel ကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်ဗျဒီနေ့မှာတော့ကျွန်တော်15ရက်တလ2026ကြာသပတေးနေ့အတွက်ဗီဒီယိုကိုပြောပြပေးချင်ပါတယ်ဗျဟုတ်ကဲ့ပါပထမဆုံးအနေနဲ့ကျွန်တော်ကြာသပတေးနေ့မနက်ပိုင်းအတွက်အချိန်နေကေကနန်းနေပါဝင်နန်းနေအရင်ဆုံးပြောပြပေးချင်ပါတယ်ကြာသပတေးနေ့မနက်ပိုင်းအတွက်ဆိုလို့ရှိရင်တော့ကျွန်တော်ရွေးထုတ်ထားတဲ့အချိန်၄ကိုအချိန်ဖြစ်ပါတယ်3259နဲ့ကတ်မှာဖြစ်ပါတယ်ဗျ၄ကိုအချိန်ကို3259နဲ့ကတ်ပြီးတော့ကျွန်တော်ရွေးထုတ်ထားတဲ့ပါဝင်နန်း၈ကွက်ကတော့434245ခွန်939295ခွန်ဆိုပြီးတော့ပေါင်နှန်း၈ကွက်ရွေးထုတ်ပေးထားပါတယ်ဒါကတော့ကြာသပတေးနေ့မနက်ပိုင်းအတွက်အချိန်နေကဲကနန်းနေပေါင်နှန်းနေဖြစ်ပါတယ်ဗျကြာသပတေးနေ့နေကုန်အတွက်အကြိုက်ဆုံးလုံးမှန်နှလုံးကတော့49လုံးမှန်ဖြစ်ပါတယ်49လုံးမှန်ဖြစ်ပါတယ်ဗျကြာသပတေးနေ့နေကုန်မထိမပေါက်ကီ3တော့234ကီဖြစ်ပါတယ်234ကီဖြစ်ပါတယ်ဗျဟုတ်ကဲ့ပါကြာသပတေးနေ့မှာလည်းအားလုံးပဲအဆင်ပြေကြပါစေဗျကျွန်တော် channel ကိုအမြဲတမ်းအားပေးနေတဲ့အတွက်ကြောင့်မို့လို့လည်းကျေးဇူးအများကြီးတင်ပါတယ်ခုနှစ်ရက်သားသမီးများအပူတွေရှိလို့ရှိရင်လည်းအမြန်ဆုံးငြိမ်းကြပါစေဗျာနော်